CEO ကချက်ချင်းဝင်သားပြီးသူ့ဇနီးကိုမထိဖို့ပြောလိုက်တယ်။တထေးသားကဒီခန်းသားတဲ့အခန်းကိုသူမအတွက်တီးတက်မှယူထားပေးတာဖြစ်လို့ဇနီးဖြစ်သူဟာကျေးဇူးကမ်းတယ်လို့ပြောလိုက်တယ်။ဒါကိုကြားတော့ CEO ကဒီအခန်းကအခန်းသားဆုံးမဟုတ်ဘူး။ဟိုတယ်ရဲ့အပေါ်ဆုံးထက်ကစကိုင်းကားတန်းကမအခန်းသားဆုံးဖြစ်တယ်လို့ပြန်ပြောလိုက်တယ်။ဇနီးကိုအထင်ကြီးစေဖို့အတွက်တထေးသားကစကိုင်းကားတန်းကိုအခန်းပြောင်းဖို့ဆုံးဖြတ်လိုက်တယ်။ဝန်ထမ်းကအဲ့နေရာဟာဟိုတယ်ရဲ့ဈေးကြီးဆုံးခန်းဖြစ်ပြီးကုမ္ပဏီရဲ့ CEO အတွက်ပဲဝင်လို့ရကြောင်းရှင်းပြခဲ့တယ်။တထေးသားကမကြေမနက်ဖြစ်ပြီးအဲ့ဒီအခန်းကိုလိုက်ဖို့ပေးဖို့အတင်းပြောခဲ့တယ်။အခန်းဝင်ဝကိုရောက်တော့ဝန်ထမ်းကဒီအခန်းကိုဝင်ဖို့ CEO ရဲ့လက်ပွေရလိုအကြောင်းပြလိုက်တယ်။ဝန်ထမ်းကိုလိန်ညာတယ်လို့ဆွဆွဲပြီးတထေးသားကလက်ပွေရကိုအကြိမ်ကြိမ်စူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူး။ဝန်ထမ်းကသူ့ကိုဆက်မလုပ်ဖို့ထားလိုက်တယ်။ဘာလို့လဲဆိုတော့လုံခြုံရေးစနစ်ကိုထိခိုက်စေလို့ပါပဲ။ဒါကိုမယုံဘဲသူကတကားကိုကန်ဖွင့်ဖို့စူးစမ်းခဲ့ပေမဲ့တကားကပြန်နှုံးထုတ်လိုက်တာကြောင့် CEO ရဲ့ခြေရင်းမှာလဲကျသွားခဲ့တယ်။ CEO ကပြုံးစီစီလုပ်နေတာကိုမြင်တော့တထေးသားကဘာလို့ရည်နေတာလဲလို့မေးလိုက်တယ်။မင်းကရောဒီတကားကိုဖွင့်နိုင်လို့လားလို့စင်ခေါ်လိုက်တယ်။ CEO ကသူဖွင့်နိုင်ကြောင်းပြန်ဖြေခဲ့တယ်။သူလက်ပွေရကိုစစ်ဆေးတော့မဲ့အချိန်မှာပဲသူဟာ CEO မှန်းမသိသေးတဲ့သူ့ဇနီးကသူ့ကိုဓာတ်လိုက်တယ်။တထေးသားကသူ့ကိုမဟုတ်ဘဲနဲ့လိန်နေတာလို့လောင်ပြောင်လိုက်တယ်။နောက်တစ်ခဏမှာပဲတကားပေါက်ကပွင့်သွားခဲ့တယ်။ဒီမြင်ကွင်းကြောင့်အဲ့ဒီမှာရှိတဲ့လူတွေအားလုံးပြောစရာစကားမရှိအောင်ဖြစ်သွားကြတယ်။